မင်္ဂလာပါရှင်ဒီနေ့ channel မှာထူးဆန်းဆန်းသိနေတဲ့ကြောက်ဖြုံပင်အကြောင်းပြောပြမယ်ပေါ့နော်အမှကြီးအဲ့ဒီသူ့ရဲ့ကြောက်ဖြုံနွယ်ပင်ကနေတစ်ဆင့်ဒီပိန်းနေပင်ပေါ်ကိုသူတက်ပြီးတော့တီးပါတယ်တီးတော့လဲတီးခိုင်းလိုက်တာပေါ့နော်သူတီးတဲ့စင်လေးထားတယ်ဆိုပေမဲ့လည်းသူအဲ့စင်ပေါ်မတက်ချင်မဲ့နဲ့ပိန်းနေပင်ပေါ်မှာပဲသူတီးတယ်အမှကြောက်ဖြုံတီးကတော်တော်ကြီးနေပြီအဲ့ဒီတစ်လုံးရဲ့အညွန့်နေရောပေါ့နော်ပြီးသွားလို့ရှိရင်နည်းနည်းအလုံးသေးတဲ့အလုံးတစ်လုံးလည်းပဲတီးနေပါတယ်စင်ပေါ်မှာလည်းတီးနေတယ်ကြောက်ဖြုံတီးတွေလည်းရှိပါတယ်၃-၄လုံးတော့ရှိတယ်ပေါ့နော်အရင်ဗီဒီယိုထဲမှာတော့ကြောက်ဖြုံတီးကိုစားပြီးရင်ဘယ်လိုအကျိုးအားလေးတင်လေးရှိလဲဆိုတာကိုပြပြထားတဲ့ဗီဒီယိုလည်းရှိပါတယ်အခုတစ်ခါပြောပြချင်တာကတော့ကြောက်ဖြုံညွန့်အကြောင်းမှာသူ့ထဲမှာလည်း fiber ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်အစာချေစနစ်ကိုကောင်းမွန်စေလို့ဝမ်းချုပ်ခြင်းကိုတတ်စေပါတယ်ပြီးတော့ဗိုက်တာမင်နဲ့သတ္တုဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်ကိုယ်ခံအားစွမ်းရည်ကိုမြင့်တင်ပေးတဲ့အတွက်ပြင်ပရောဂါပိုးမွှားတွေကိုလည်းခုခံနိုင်ပါသေးတယ်။ကဲနတီတို့အိမ်မှာတော့ဒီကြောက်ဖြုံမျိုးကိုကြော်စားလေးရှိပါတယ်။တငယ်ချင်းတို့အိမ်မှာရောဘယ်လိုမျိုးလှုပ်ရှားလေးရှိလဲဆိုတာကို comment မှာရေးခဲ့ပေးပါဦးနော်။ကျေးဇူးပါ။